Okay အားလုံးပဲမင်္ဂလာပါ Sunday ဘက်က ADB ပေးရနေကြိုဆိုလိုက်ပါတယ်ဒီကျွန်တော်ရဲ့ဗီဒီယိုလေးမဆိုင်ခင် like and share follow လေးလုပ်သွားပေးကြအောင်เนาะညီကိုတွေအားလုံးပဲဒါဒီညတော့ကျွန်တော်ညရဲ့ခီပေါ်တစ်ကြောင်းဟိုက်မယ်ဒီဆွေပေါ်ကန်းကြီးသွားမယ်ပေါ့နော်တစီတယ်ပဲညအိတ်သွားမယ်လေnhái tôi mà thằng quê đó cả vào lý chiếc mò là chưa ai sâu nè Yeah, boy. ok အခုကျွန်တော်အိမ်ကနေကျွန်တော်ခါနေပေါ့နော်စားထွက်မှာပေါ့နော်ဒါညာကျွန်တော်9နာရီထိုးနေပေါ့နော်ဒီညာနည်းနည်းလုံးပြန်လာနောက်ကြတယ်ပေါ့ဒီခါတိုင်းပုံမှန်ရှင်းနိုင်တယ်ဟို9နာရီထိုးနေပေါ့နော်ဒီညာကန်းကြီးသွားမှာပေါ့နော်ခဏုံပေါက်သွားမယ်ခဏုံပေါက်သွားပြီးတော့ကန်းကြီးမှာညာအိမ်မယ်အိပ်ပြီးတော့မနက်ခဏုံတောင်ဘက်လမ်းမှာဆိုင်ကယ်မောင်းပြီးတော့နည်းနည်းရှုခင်းလေးနည်းနည်းရိုက်မယ်ပေါ့နော်အခုကျွန်တော်တစီတဲ့ဖြုတ်တယ်ညာဘက်စနေနေ့ညဆိုတာပုံမှန်ခီးလေးသွားနေကြပါတော့တစီတဲ့လည်းဖြုတ်တယ်အများနဲ့လည်းဖြုတ်တယ်ပေါ့ဒီကနေ့ပြန်ပိတ်ရက်ဆိုတော့ဒီလိုပဲညာဘက်ကနေခီးစားထွက်ရတာပေါ့နော်ညာရဲ့ခီးဆိုရင်တော့ဒီအလုပ်ပြီးတာနဲ့တခါနဲ့စားထွက်ပေါ့ဒါအခုကျွန်တော်တို့ရဲ့အခန်းဝါပေါ့နော်တိုင်းမှာညာရဲ့ခီးတန်းငယ်လေးနဲ့ညဘက်ဖြုတ်တာတော့လူလည်းတက်တာဆိုစီစားလည်းတက်တာတယ်နော်ခရီးရောက်တာချင်းနဲ့တူတူပဲတန်းငယ်လေးကြတော့လူလည်းနည်းနည်းတက်တာတယ်စီစားလည်းတက်တာတယ်မောလာလည်းအေးဆွေးပေါ့စပိုင်ဖြစ်တယ်ပေါ့နော်ဟိုညောင်းညချင်းဖြစ်တာကြီးကလေးကြတော့သူကမြန်တယ်စီစားကုန်တယ်စီစားကုန်မြန်တယ်အယောင်းမြန်တယ်ပေါ့နော်လူတော့နည်းနည်းပင်မကြိုက်လားဆိုတော့ကြိုက်တာပေါ့တာကြီးတော့ဒါတာကြီးကိုအိမ်မှာအနာပေးယူတာခုကတန်းငယ်နဲ့ပဲဖြုတ်နေတယ်ပေါ့နော်ကိုမိုးတွင်းဘက်လည်းရောက်လာပြီဆိုတော့ဒီလိုညဘက်ခီးတွေကြတော့တာကြီးနဲ့ကြတော့ပါညာပစ္စည်းတွေပါယူသွားလို့မရဒီတန်းငယ်နဲ့ကြတော့ကိုစိတ်ကြားယူသွားလို့ရတယ်နောက်မှဘုံတွေရောဗာရောဆိုတော့ထိုင်ကုန်းတွေဗာကိုလုံးကိုယူသွားလို့ရတယ်တန်းငယ်နဲ့တာကြီးနဲ့ကြတော့ဘာယူသွားလို့မရအဲ့တလုံးနဲ့ဖုံးအသိညိုပဲယူသွားလို့ရတယ်အခုကျွန်တော်မြို့ထဲကနေထွက်နေတာပေါ့နော်မောင်းကြီးရတော့ဒီကနေခဏုံဆိုတော့ဘယ်လောက်မှမမောင်းအောင်အများဆုံးမောင်းရရင်ဒီတန်းငယ်နဲ့ဆိုတော့45မိနစ်ပေါ့နော်တာငယ်နဲ့ဆိုတာ45မိနစ်မောင်းအောင်မယ်ဒါခဏောဟိုမှာကန်းကြီးမှာအတညာတအိတ်မယ်ပေါ့လဲဒီဆွေပဲတယောက်လဲဖြုတ်တယ်ပေါ့ညာဘက်ကျတော့တယောက်လဲဆိုတော့အန်နီရများလားဆိုတော့များတော့များတယ်ပေါ့နော်တယောက်လဲဆိုတော့ဟိုလမ်းမှာဆိုင်ငယ်တစ်ခုချွေပြမယ်ခါကြဒါပေမဲ့ဆိုင်ငယ်ကတော့အခုမှဟိုစားပဲဖြစ်တယ်ဆိုတော့ဘာမှတိတ်ရောတော့အဲ့လောက်တော့ဟိုစားမရှိဘူးနော်ဒီချွေရင်ကြတော့အဓိကနဲ့ကြောက်မှာမတော်တဆဘိန်းပေါက်တာလို့ပဲကြောက်အောင်ပေါ့နော်တရားလဲဆိုတော့ညာဘက်ဘိန်းပေါက်ရင်တင်းလဲတာပေါ့အဲ့ဒီဟိုအောင်စီတိုင်ဘက်ပဲလေဟာဘိုင်လေအခုမှကိုဟိုပါရိုမာစီချူကိုဝါးနေဝင်တော့ပဲရှိတယ်နောက်လည်း7မိနစ်လို့ရောက်မယ်